summary ပြန်လုပ်လိုက်ကြမယ်နော်ပထမဆုံး1 2 3ကျွန်တော်တို့ပေါ့ပါပြောတယ်ကိုယ့်ရဲ့ဆန္ဒရှိတဲ့အလျောက်ပြောတယ်ဒီလိုခါမျိုးတွေမှာကျွန်တော်တို့က1 2ကိုသုံးမယ်ဟုတ်ပြီနော်နံပါတ်2နဲ့3နဲ့ကတူတူပဲကြီးကြီးတောင်းခံတယ်တောင်းဆိုတယ်ပြောရင်လူကြီးလူကောင်ဆက်ဆံပြောဆိုတဲ့အခါမျိုးမှာဒီ2နဲ့3ကိုသုံးတယ်ပေါ့နော်ပြီးတော့ number 4ကကျွန်တော်တို့လိုအပ်ချက်ရှိနေပြီလိုအပ်ချက်ရှိနေတဲ့အခါမျိုးမှာဒါကို need to ကိုသုံးပါမယ်ဟုတ်ပြီနော်နောက်ဆုံး number 5ဒါမဖြစ်မနေလုပ်ကိုလုပ်ရမယ်ဟုတ်ပြီနော်မဖြစ်မနေလုပ်ကိုလုပ်ရမယ်အခါမျိုးတွေမှာဆိုရင် must ကိုသုံးပါမယ်ခုနေ့ကသမီးလေးတယောက်က1 2နဲ့ would like to အကြောင်းကိုမေးထားလို့ကျွန်တော်ဒီဗီဒီယိုလေးနဲ့ပြန်ပြီးတော့ reply လုပ်လိုက်ပါတယ်နံပါတ်1 2ကတော့ကိုယ့်ရဲ့ကိုယ်ပိုင်ဆန္ဒတွေလုပ်ချင်တာတွေကိုပြောတဲ့အခါမျိုးမှာသုံးတာဖြစ်ပါတယ်1 2 plus b1 ဒါမှမဟုတ်ရင် infinitive platform ပေါ့နော် base verb ပေါ့နော်ဒီ example ပြောပါဆိုရင် I want to have pizza tonight ဒီညက pizza စားချင်တယ်ပေါ့နော်ဒီလိုမျိုးပေါ့ပါကိုလုပ်ချင်တဲ့ personal desire တွေကိုပြောတဲ့အခါမျိုးမှာ1 2ကိုသုံးပါတယ်နံပါတ်2 would like to ဒီ1 2နဲ့ similar ဖြစ်ပါတယ်ဒါပေမဲ့ would like to ကကြတော့ပို့ပြီးတော့polite ဖြစ်တဲ့နေရာမျိုးမှာသုံးပါတယ်เนาะဥပမာအဖြစ် I would like to book a hotel room เนาะဒီလိုမျိုး polite ဖြစ်တဲ့ request တွေ polite ဖြစ်တဲ့ desire တွေမျိုးမှာဒီ would like to ကိုသုံးပါတယ်နံပါတ်3 would like เนาะ would like ကကြတော့ဒီ would like to နဲ့တူတူပဲဒါပေမဲ့သူ့ရဲ့ structure ဒီ2 plus infinitive form မဟုတ်ဘဲနဲ့ would like plus noun ဖြစ်ပါတယ်เนาะ would like plus nounသူဒီစားတောက်ဆိုင်တွေ coffee ဆိုင်တွေဒါမှမဟုတ်ကိုယ်တငယ်ချင်းမိတ်ဆွေရောတွားလဲလို့ပဲဖြစ်ဖြစ်ပေါ့နော်ကိုက would like ဖြစ် request လုပ်တဲ့အခါမျိုးမှာသုံးတာဖြစ်ပါတယ်for example ဆိုရင် I would like a cup of tea please number 4 need to เนาะ need to ကိုကြတော့1 2လို့မဟုတ်ဘဲနဲ့ကိုရဲ့နေ့စဉ်ဘဝမှာတကယ်လိုအပ်နေရဆိုတဲ့အရာမျိုးမှာသုံးပါတယ်ဥပမာအဖြစ်ကျွန်တော်ကနေမကောင်းဖြစ်နေတယ်အဲ့ဒါဆိုရင် I need to see a doctor เนาะကျွန်တော်စီကံတော့မဆရာဝန်နဲ့တွေ့ရတော့မယ်เนาะအဲ့လိုခါမျိုးတွေမှာ need to ကိုသုံးပါတယ်ဒီနောက်ဆုံး number 5 must ဟုတ်ပြီနော် must ကကြတော့အပေါ်ကထားရည်နဲ့လုံးဝမတူတော့သူကအရန်ပြင်းထန်တယ်ပေါ့နော်တာဝန်တွေဥပဒေတွေစီကံတွေမဖြစ်မနေလောက်ရမယ့်အရာမျိုးတွေအခြေအနေမျိုးတွေမှာဒီ must ကိုသုံးပါတယ်သတိထားမယ့်ဟာတစ်ခုကတော့must ရဲ့နောက်မှာဆိုရင်တစ်ခါတည်းဒီ to လိုက်เสียမလို့ပဲနဲ့ infinitive form လိုက်ပါတယ်နော်ဒီ must အတွက်ဥပမာပြောရမယ်ဆိုရင်you must wear a helmet နော်ဒီအုတ်ထုတ်ဆိုင်ငယ်စီအုတ်ထုတ်ပေါ့နော်စောင်းအောင်မယ်ဘယ်လိုအခြေအနေမျိုးလဲဆို one driving a motorcycle နော်ဆိုင်ငယ်စီးတဲ့အခါမျိုးမှာဒီဆိုင်ငယ်စီအုတ်ထုတ်မဖြစ်မနေစောင်းရပါမယ်နော်အဲ့လိုအခါမျိုးတွေမှာဆိုရင် must ကိုသုံးပါတယ်